ကဲအားရပါရပောက်ကွဲခဲ့တဲ့ rock vibe တွေပြီးတဲ့နောက်မှာတော့တကယ့်ကိုထူးခြားဆန်းတဲ့ရတာတစ်မျိုးကိုပြောင်းပြီးခန်းစားကြည့်ကြဆိုရှင်ဟုတ်ပါတယ်ဗျာ Vibe Flip Season 1ရဲ့9ရောက်မြောက်ပြိုင်ပွဲဝင်အဆိုတော်လေးကတော့အတိတ်နဲ့ပစ္စုပန်ကိုဆက်သွယ်ပြီးမဲ့တရားလေးလို့တင်စားရမယ် Traditional Modern Fusion အဆိုတော်ဝင်းဤမော်ပဲဖြစ်ပါတယ်သူ့ရဲ့ယုံကြည်ချက်ကတကယ့်ကိုလေးစားစရာကောင်းတယ်ရှင်ဘာလို့လဲဆိုတော့ရိုးရာဂီတမှာလည်းပြောပြခြင်းတဲ့အတန်တွေရှိနေသေးပါလို့သူကဆိုထားတာ哦ဟုတ်လားဒါဆိုဒီအဝေးကအလွမ်းဆိုတဲ့အသေးကွဲသချင်းလေးကိုမြန်မာရိုးရာတူရိယာတန်စင်တွေအဆိုဟန်တွေနဲ့ခေတ်ပေါ်ဂီတ Modern Music ကိုဘယ်လိုမျိုးအချိုးကျကျပေါင်းစပ်ပြီးတီးဆိုရှင်ပြိုင်သွားမလဲဆိုတာတိတ်ကိုစိတ်ဝင်စားစရာကောင်းနေပြီနော်ဒါဆိုရင်မြန်မာဆန်းဆန်းအငွေ့အသက်လေးတွေနဲ့ဆွေးရမယ်ဝင်းဤမွန်ရဲ့ထူးခြားလှပတဲ့တင်ဆက်မှုကိုအခုပဲအတူတူခန်းစားနားဆင်လိုက်ကြရအောင်ဗျာချစ်မိတာအမှန်ပါပဲအနာကမခွာရနိုင်ခဲ့ပြီဆိုင်သူရှိရင်တောင်းပန်ပါတယ်မင်းကတော့ဒါတွေမသိနိုင်ပြီရှိလေဒီရင်ထဲမှာမင်းတယောက်သေးပါချိန်ပြီးလာရတဲ့ညတွေလေမင်းတို့ဆိုရင်ကျင်းနေပါတယ်လာရှုပ်တော့ခဲ့ပါသည်မြင်ခွင့်ရရုံနဲ့ကျင်းနေပါသည်ပိုင်ဆိုင်ရလေးချင်နေအောင်မြေဒီတော့လေးညလုံးနေမီမြင်ပြုံးလိုက်တဲ့အချိန်တိုင်းမှာကဘာကြီးကလင်းလက်သွားပြီကိုရရှိတဲ့နေရာလေးကခေါ်ချရတဲ့အဝေးတနေရာတဲ့နှလုံးသားကိုလှုပ်ခတ်မဲ့အတန်တဲ့အကြိုက်ဆုံး vibe ကိုအခုပဲရွေးချယ်လိုက်ပါပြိုင်ပွဲဝင်တွေရဲ့အမိုက်စားတီဆိုမှုတွေကိုမလွတ်တမ်းအားပေးနိုင်ဖို့အခုပဲ subscribe နဲ့ follow လုပ်ထားဖို့မမေ့နဲ့နော်